အားလုံးပဲမင်္ဂလာပါအခု line ပေါ်မှာနာမည်ကြီးနေတဲ့အဲ့ဒီပစ္စည်းခိုးတဲ့အတော်ကြီးကြောင်းပေါ့နောက်ပြောချင်တာကတော့ဒီအတော်ကြီးကသူကတစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်လာခိုးတယ်ဆိုင်ရှင်ကတော့ပြောမလို့ဘယ်သူမှဆိုပဲစိတ်ဆိုးတာပေါ့တစ်ခါခိုးတယ်ရားတဲ့နောက်တစ်ခါတက်ခိုးတယ်ပစ္စည်းတစ်ခုခိုးတယ်ဆိုတာကဘယ်သူမှဆိုပဲဒီမှာတစ်ခုရခိုးတယ်ဆိုလို့ရှိရင်အကုန်လုံးနောက်တစ်ခါငါတစ်ခါရတယ်ဆိုပြီးနောက်တစ်ခါလာခိုးမှာပဲအဲ့ဒါကိုလူတွေကမသိဘူးဝိုင်းရိုက်တယ်ဝိုင်းနှိပ်စက်တယ်သူ့မှာအပြစ်ရှိတော့သူလောက်ခံရတာလေဒါပေမဲ့ဆိုင်ပိုင်ရှင်ကတော့သူကတော့နည်းနည်းပြစ်ရှိတာပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီခလေးလေးပါတဲ့အတွက်ဒီခလေးလေးပါတဲ့အတွက်ခလေးလေးကိုဖယ်ပြီးတော့ဒီလူပဲလောက်တယ်ဆိုလို့ရှင်တော့ဒါဆိုရင်တော့အပြစ်မရှိဘူးပေါ့ဒါပေမဲ့သူကခလေးပါတဲ့အတွက်အပြစ်ရှိသွားတာပေါ့ဒီတော်ကြီးကသူကောင်းတဲ့တက်တာတစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်ခိုးတယ်ဆိုလို့ရှင်ခင်ဗျားတို့ပစ္စည်းလဲကျုပ်တစ်ခါတစ်ခုမှနှစ်ခါခိုးမယ်ခင်ဗျားတို့တွေကျင်းလားကျင်းဘူးကျွန်တော်ပစ္စည်းတာခိုးလဲတစ်ခါခိုးမိတာကျွန်တော်ထုမှာပဲဘယ်သူမှထုမှာပဲစိတ်ဆိုးမှာပဲဘယ်သူမှဖះလောင်းရဲ့ခန္ဒီပါတယ်မြဘယ်သူမှမရှိဘူးအဲ့ဒါကိုဒီတို့ရဲ့နှိမ့်ဆက်တယ်ဘာဖြစ်တယ်ရိုက်တယ်နှက်တယ်ဆိုရိုက်မှာပဲကျွန်တော်နိုင်ငံတကာမှာကြည့်လိုက်နံပါတ်1ပြစ်မှုအကြီးဆုံးကမရေမှုနံပါတ်2ခိုးမှုကဘယ်လောက်ပြစ်မှုကြီးလဲဆိုလို့ရှိရင်ခိုးမှုလို့ရှိရင်ထောင်တန်းချပဲဒီထိုင်းနိုင်ငံဆိုလို့ရှိရင်ကြည့်လိုက်ပစ္စည်းခိုးတာမဟုတ်နော်သူပစ္စည်းဆိုင်ထဲဝင်သွားတယ်ဆိုင်ထဲဝင်ပြီးတော့ပစ္စည်းတစ်ခုကင်လိုက်တယ်ပစ္စည်းတစ်ခုကင်ပြီးတော့အဝေးရမကြည့်မနဲ့ကင်လိုက်တယ်မလားအဲ့ပစ္စည်းကင်လို့ဆိုင်ရှင်ကတွေ့ရတယ်တချို့စိတ်ကောင်းတဲ့ဆိုင်ရှင်ဘာမှမဖြစ်ဘူးစိတ်မကောင်းတဲ့ဆိုင်ရှင်နဲ့တွေ့လို့ရှိရင်အဲ့ဒီပစ္စည်းကင်လို့ရှိရင်အဲ့ပစ္စည်းရအောင်ဝယ်ရတယ်အဲ့ပစ္စည်းရအောင်ဝယ်ရတယ်အဲ့ပစ္စည်းမဝယ်ဘဲနဲ့ထုတ်သွားလို့ရှိရင်အဲ့ဒီပစ္စည်းက3ဆကိုယူရတယ်ခိုးတာမဟုတ်သေးဘူးနော်အဲ့ဒါဒီပစ္စည်းကင်ရုံမှရှိသေးတယ်3ဆယူရတယ်တကယ်လို့ခိုးလို့ရှိရင်မိလို့ရှိရင်ထုခံရတယ်ရိုက်ခံရတယ်ပြီးရင်တစ်ခုကိုထောင်3လကြတယ်ပစ္စည်းတစ်ခုကိုထောင်3လကြတယ်အဲ့ဒါဒီသူများနိုင်ငံရဲ့ဥပဒေမှုအခုကမြန်မာနိုင်ငံမှာအဲ့လိုမဟုတ်ပစ္စည်းခိုးတဲ့လူကအပြစ်မရှိဘဲနဲ့ပိုင်ရှင်ကအပြစ်ရှိနေတယ်ဘာလို့ပိုင်ရှင်ကအပြစ်ရှိတာလဲဘာလို့ပြစ်ရှိရတာလဲခင်ဗျားတို့ဆယ်လီရလဲဒီတိုင်းပဲအားမြင်မယ်နည်းနည်းလေး live မှာနာမည်ကြီးမယ်တားလူကြတယ်ဝုံတားလူကြတော့ဝုံလှူတာမပြောပါဘူးနာမည်ကြီးရဲ့ဥပါလှူတာလားတချို့တွေဒုက္ခရောက်နေလို့အများကြီးရှိတယ်မြန်မာနိုင်ငံမှာဒုက္ခရောက်တဲ့လူအများကြီး